ဒီနေ့မှာတော့ကျလူတို့ဒေါသဆိုတဲ့အမတ်တန်ပြင်းခံတဲ့စိတ်ခံစားချက်ကြီးကိုအသေးစိတ်လေ့လာပြီးအဲ့ဒါကိုဘယ်လိုကျွမ်းကျင်ချင်းထင်းချုံလဲဆိုတာကိုလေ့လာကြည့်ကြအောင် ဒီစကားကတော်တော်လေးကိုထိမိပါတယ်။သူကဒေါသနဲ့ပတ်သက်တဲ့အထူးကအမှန်တရားတစ်ခုကိုဖော်ပြနေတာပါ။ဆိုလိုတာကမထင်းချုံနိုင်တဲ့ဒေါသရဲ့အထူးကသားကောင်ကဘာတူလဲဆိုတော့တခြားသူမဟုတ်ဘူးဒေါသထွက်နေတဲ့ကိုယ်တိုင်ပါပဲ ဒါမဲ့ဒေါသဆိုတာတကယ်ပဲအစိတ်တကူတက်သက်ပဲလားဒီမှာတော့ဒေါသကိုမီးနဲ့ဥပမာပေးထားတာတော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်ဟုတ်တယ်သူကအရာအလုံးကိုဝါမျိုးသွားရဲ့တောမီကြီးလိုဖြစ်သွားနိုင်တယ်ဒါမဲ့တစ်ဖက်မှာလည်းနှွေးထွေမှုနဲ့စွမ်းအင်ကိုပေးတဲ့ထိန်းချုပ်ထားရဲ့မီးဖိုလေးတစ်ခုလိုလည်းဖြစ်နိုင်ပြန်ရောကဲဒီအချက်ကိုပဲအဒီးစိတ်ဆက်ပြီးကြည့်လိုက်ရအောင်ဒီမှာအဓိကရွယ်ချက်ကဒေါသကိုလုံးဝဖေချပစ်ဖို့မဟုတ်ပါဘူးသူကဇီဝပေတာအရာအရန်အရေးကြီးတဲ့အချက်ပြစနစ်တစ်ခုလေအဲ့ဒီအစားအဲ့ဒီမီကိုအကျိုးရှိရှိအသုံးချလို့ရမယ်မီးဖို့တွေကိုဘလို့ရွှေ့မလဲဆိုတာကိုလေ့လာကြမှာပါဆိုတော့ဒေါသကရှင်သန်ရေးချက်အချက်ပြမှုတစ်ခုဆိုတာဘာကိုဆိုလိုတာလဲသူကအချက်ပေးခေါင်းလောင်းတစ်ခုလိုပါပဲကိုယ့်ရဲ့စီးမြင့်တစ်ခုခုကိုတယောက်ယောက်ကကြော်လာတဲ့အခါမတရားမှုတစ်ခုခုဖြစ်လာတဲ့အခါဒါမှမဟုတ်အန်တရဲ့တစ်ခုခုနီးကပ်လာတဲ့အခါတတိပေးတဲ့အချက်ပေးစနစ်တစ်ခုပေါ့အဲ့ဒီမီကိုထိန်းချုပ်နိုင်ဖို့ဆိုရင်ပထမဆုံးအနေနဲ့သူ့ကိုမောင်းနေတဲ့ဇီဝကမစစ်တဲ့ကိုနားလည်ဖို့လိုလာပြီအထူးသဖြင့်ဒေါသထွက်နေတဲ့အချိန်မှာတော့ဦးနောက်ထက်မှာဘာတွေဖြစ်နေလဲဆိုတာကိုတစ်ချက်ကြည့်ရအောင်ဦးနောက်ကိုဒီလိုလေးမြင်အောင်ကြည့်လိုက်ရအောင်အချမ်းမှာအထီးကကစားသမား2ယောက်ရှိတယ်တယောက်ကအမြဲတမ်းနိုးနိုးကြားကြားရှိနေတဲ့လုံခြုံရေးအဆောင်လို့ခေါ်တဲ့အမီဂဒလာနောက်တစ်ယောက်ကတော့ကျိုးချောင်းစင်စင်တုံတရားရှိတဲ့ CEO လို့ခေါ်တဲ့ prefrontal cortex ပေါ့ကဲအမီဂဒလာကချင်းချောမှုအဟုကိုတတိပြုတ်မိလိုက်ပြီဆိုပါစို့ဥပမာတန်းစီနေရင်တယောက်လောက်ကကြားဖြတ်ဝင်လိုက်တာမျိုးပေါ့အဲ့ဒီအခါမှာသူကအချက်ပေးခေါင်းလောင်းကိုဆွဲလိုက်ရောစိပညာရှင်တွေကအဲ့ဒါကို amygdala hijack လို့ခေါ်ကြတယ်တကယ်ကိုပဲစင်ချင်းတုံကြားရှိတဲ့ CEO ကိုအခန်းအပြင်မှာတောက်ခတ်ထားလိုက်တယ်လို့ပါပဲအဲ့ဒီလိုဦးနောက်အသိမ့်ပိုက်ခံရမှုကြောင့်ပဲဒေါသထွက်နေတဲ့အချိန်မှာနောက်မှနောင်တရမယ့်စကားတွေကိုပြောမိတတ်ကြတာပေါ့အဲ့ဒီအချိန်မှာကျွန်တော်တို့ကကျိုးချောင်းစင်စင်ပြီးတွေးခေါ်နေတာမဟုတ်တော့ဘူးရှစ်ဦးကြပြီးရှင်တန်ရေးကိုပဲအာယုံဆိုင်တဲ့ဦးနောက်အပိုက်ခံကလေအလုံးလုံးနေတာကြောင့်ပါကဲဒီနေရာမှာဒီကေကိုစိတ်ဝင်စားဖို့ကောင်းလာပါပြီကျွန်တော်တို့ပေါ်ရမြင်နေရတဲ့ဒေါသဆိုတာလေအဲ့ဒါကဇလိုင်းဖြစ်ဆိုမဟုတ်သေးဘူးသူကရေခဲတောင်ကြီးရဲ့ထိတ်ဖျားလေးပဲရှိပါသေးတယ်ဒီရင်းမြစ်ဒီမှာဒေါသကိုဒုတိယတန်စားစိတ်ခံစားမှုလို့ဖော်ပြထားတယ်ဘာလို့လဲဆိုတော့တကယ်အလေးချိန်အများကြီးရှိတဲ့အခဲခံစိတ်ခံစားချက်တွေကရည်မျက်နှာပြီးအာမဝှေ့ထားလို့ပါပဲအဲ့ဒါတွေကဘာတွေလဲဆိုတော့ကြောက်ရွံ့မှုနာကျင်မှုပြီးတော့ရှက်ရွံ့မှုလိုမျိုးခံစားချက်တွေပေါ့ဆိုတော့အရင်မြစ်ကိုနားမလဲပဲဒေါသကိုပဲတွားပြီးထိန်ချုပ်ဖို့စူးစမ်းနေတာကပေါင်းပင်လေးကိုအပေါ်ကနေပဲရိပ်ပြီးအမြစ်ကိုချင်ထားခဲ့တယ်လို့ပါပဲ။ဘာဆက်ဖြစ်မလဲဆိုတာရှင်းပါတယ်။ပြဿနာကမကြခင်ပြန်ပေါက်လာမှဖြစ်ပြီးအရင်ကထပ်တော့ပို့ပြီးအားကောင်းလာနိုင်ပါတယ်။ဒါမဲ့ဒီနေရာမှာသတင်းကောင်းတစ်ခုရှိပါတယ်။ဦးနောက်ကလုံးဝအသိမ့်ပိုက်မခံရခင်မှာကြားဝင်ပြီးထိန်ချုပ်မှုကန်ရယူနိုင်မဲ့အရေးကြီးတဲ့အချိန်ကာလလေးတစ်ခုရှိနေတယ်လို့ဆိုပါတယ်။အဲ့ဒီအချိန်ကစက္ကန့်60ကနေ90ကြာပဲရှိပါတယ်။ဒေါသဖြစ်စေတဲ့အကြောင်းရင်းနဲ့စိတ်ခံစားမှုလုံးလုံးလမ်းမောတော့ခြင်းကြားကအရေးကြီးဆုံးအချိန်ပေါ့ကဲအဲ့ဒီအချိန်တွင်းမှာသုံးနိုင်တဲ့နည်းလမ်း၃ခုကိုတစ်ချက်ကြည့်လိုက်ရအောင်ပထမဆုံးတစ်ခုကတော့4-8အသက်ရှူနည်းပါရိုးရှုနေလို့ထင်ရပေမဲ့တကယ်ကိုအစားထပ်ပါတယ်အသက်ရှူသွင်းတာထက်ရှူထုတ်တာကိုအချင်းပူကြကြလုပ်လိုက်တဲ့အခါ vagus nerve လို့ခေါ်တဲ့အာယုံကြောကိုလွန်ဆော်ပေးပါတယ်အဲ့ဒါကဦးနှောစီကိုစိတ်လျှော့ပါဆိုတဲ့အချက်ပြမှုတည်းပို့ပေးပြီးခန္ဓာကိုယ်ရဲ့တိုက်ခိုက်ထပ်ပြီးတုံ့ပြန်မှုကိုရုပ်ပိုင်းဆိုင်ရာအရာတည်ငြိမ်စေပါတယ်ဒုတိယနီးလန်းကတော့ဒုတိယဇလန်းကိုရှာဖွေတာပါကျွန်တော်တို့ရဲ့ပထမဆုံးဒေါသထွက်စေတဲ့ဇလန်းကအများအားဖြင့်အစိုးဆုံးကိုပဲတွေးမြင်တတ်ကြတယ်မဟုတ်လားသူတို့ကတမင်သက်လောက်ကဆိုတာမျိုးပေါ့ဒါပေမဲ့တခြားဖြစ်နိုင်ခြေတစ်ခုခုကိုရှာဖွေကြည့်လိုက်မယ်ဆိုရင်ဥပမာသူတို့အရေးပေါ်ကိစ္စများရှိနေလို့လားဆိုတာမျိုးပေါ့အဲ့ဒါကစင်ကျင်တုံတရားရှိတဲ့ဦးနှောက်ကိုပြန်လဲအလုပ်လုပ်စေပါတယ်တတိယတစ်ခုကတော့9-3-2မြေဆိုင်နေပါဒီနီလန်းကကိုယ့်ရဲ့အာယုံကိုအတွင်းစိတ်ထဲကမုံတိုင်းထန်နေတဲ့နေရာကနေအပြင်လောကရဲ့ရုပ်ပိုင်းဆိုင်ရာအချင်းတွေစီကိုအာယုံစိုက်ခိုင်းတာဖြစ်လို့အရန်ကောင်းပါတယ်အဲ့ဒီလိုလှုပ်ခြင်းအပြင်ဒေါသထွက်နေတဲ့အတွေးတန်တရားကိုဖြတ်တော်ပြီးနိုင်ပါတယ်โอเคအခုနကပြောခဲ့တာတွေကတော့ဖြစ်ထွက်ခြင်းမှာချက်ချင်းတုံရမယ်နီလန်းလီပေါ့ဒါဆိုရေရှည်အတွက်ရောဘယ်လိုလုပ်မလဲဒေါသနဲ့ပိုပြီးကြောက်မှတဲ့ဆက်ဆံရေးကိုဘယ်လိုပြန်လဲတိဆောက်မလဲကဲကြိုတင်ပြင်ဆင်ထားနိုင်တဲ့နီလန်းတွေကိုစက်ကြည့်လိုက်အောင်တင်နဲ့စားတဲ့စကားလုံးတွေကလက်ညှိုးထိုးဆွဆွဲနေတယ်လို့ပါပဲ
တစ်ဖက်လူကိုချက်ချင်းခုခံကာကွယ်ခြင်းစိတ်ဖြစ်ပေါ်စေတယ်ဒါပေမဲ့ကျွန်တော်ချမနဲ့စားတဲ့စကားလုံးတွေကတော့ကိုယ်ပိုင်စိတ်ခံစားချက်ကိုမျှဝေထားဖြစ်တဲ့အတွက်လုံးဝကွာခြားသွားပါတယ်တယောက်ယောက်ရဲ့ခံစားချက်ကိုမြင်ခုံဖို့ဆိုတာခက်ခဲတယ်အဲ့ဒါကစစ်မှန်တဲ့ဆွေးနွေးမှုအတွက်တကားပွင့်ပေးပါတယ်နောက်ထပ်ရေရှည်နီလန်ကောင်းတစ်ခုကတော့ဒေါသဒိုင်ယာရီရေးတာပါပဲတပတ်လောက်ပဲပုံမှန်မှတ်တမ်းတင်ကြည့်ရနဲ့ကိုယ့်ရဲ့ပုံစံတွေကိုသိလာနိုင်ပါတယ်ဥပမာညနေ9နာရီလောက်ဆိုသွေးရင်းတကြားထက်ကြပြီးစိတ်တိုတက်တာမျိုးပေါ့အဲ့ဒီလိုပုံစံကိုသိသွားပြီဆိုရင်ကြိုတင်ကာကွယ်မှုတွေလုပ်နိုင်သွားပါပြီနောက်ဆုံးအနေနဲ့ဒီစိတ်ခံစားချက်နဲ့ပတ်သက်တဲ့အမြင်တစ်ခုလုံးကိုပြောင်းလဲပေးနိုင်မဲ့အားကောင်းတဲ့ဥပမာလေးတစ်ခုကိုကြည့်ကြရအောင် ဒီလိုလေးမြင်အောင်ကြည့်လိုက်ပါကိုယ့်ရဲ့အသိစိတ်ကိုယ့်ရဲ့အနစ်သာယာကကျေပြိုးပြီးမပြောင်းလဲတဲ့ကောင်းကင်ကြီးနဲ့တူတယ် ပြီးတော့ဒေါသမုန်တိုင်းတွေပါဝင်စိတ်ခံစားချက်အလုံးကယာဒီဥတုနေတူပါတယ်သူတို့ကကောင်းကင်ကိုဖျက်ဆီးသွားကြတာဒါပေမဲ့သူတို့ကိုယ်တိုင်ကကောင်းကင်မဟုတ်ပါဘူး မုန်တိုင်းကဘလောက်ပဲပြင်းထန်ပြီးစူညံနေပါစေနောက်ဆုံးမှာတော့ချက်တန်းသွားမှာပဲကောင်းကင်ကတော့ကြည်လင်ပြီးပြည့်စုံစွာနဲ့ကြံ့နေဟင်းမှာပါဒီအချက်ကိုတတိယချင်းအားဖြင့်စိတ်ခံစားချက်နဲ့ကိုယ်ကြားမှာအကွာဝေးတစ်ခုရှုထောင့်အသစ်တစ်ခုကိုဖန်တီးပေးနိုင်ပါတယ် ဒါကြောင့်မို့လို့ဒီထဲကအဓိကရယူရမယ့်အချက်ကမုံတိုင်းတွေမလောင်တားဆီးဖို့မဟုတ်ပါဘူးကိုဟာမုံတိုင်းမဟုတ်ပဲကောင်းကင်ကြီးဖြစ်တဲ့ဆိုတာကိုအမြဲတမ်းသတိရနေဖို့ပါပဲအဲ့ဒီအခါမှာမေခွန်းတစ်ခုထွက်လာပါမယ်မုံတိုင်းကပြီးဆုံးသွားတဲ့အခါအဲ့ဒီလိုကြည်လင်သွားတဲ့ကောင်းကင်နဲ့ဘာတွေဆက်လုပ်တော့မလဲဆိုတာပါပဲ Thank you for watching.